Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းကိုနှစ်ချက်တောက်လိုက်တာနဲ့ဖုန်းအဖွင့်ပိတ်လုပ်လို့ရတဲ့နည်းကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ဒါဆိုရင်ကျွန်တော်တို့တွေစလိုက်ရအောင်เนาะ Okay ပထမဦးဆုံးအနေနဲ့ကိုဖုန်းရဲ့ setting ထဲကိုကျွန်တော်တို့ဝင်လိုက်မယ်เนาะအဲ့လို setting ထဲဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ဆုံးနားမှာတွေ့ရတဲ့ဒီ search bar ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့เนาะ Okay ကျွန်တော်အဲ့လိုနှိပ်ပြီးတော့လို့ရှိရင်တော့ဒီရဲ့ search bar မှာ DOUBLE double TAP tab ပေါ့နော် double tab ဆိုမှရိုက်လိုက်ပြီးရင်အောက်ဆုံးနားမှာကျွန်တော်တို့တွေ့ရတဲ့ double tab to turn off ဆိုတဲ့ option လေးကျွန်တော်တို့တွေ့ရမယ်အဲ့ဒီကောင်လေးထဲကိုကျွန်တော်တို့ဝင်ရမှာဖြစ်တာပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဝင်လိုက်မယ်နော်ဝင်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာဖွင့်ရမှာနှစ်ခုရှိတယ်ဘာလဲဆိုရင်ကျွန်တော်တို့ double tab to နော် light ဆိုတဲ့ဥစ္စာလေးကိုလည်းကျွန်တော်တို့ဖွင့်လိုက်ပြီးအောက်ဆုံးက double tap to turn off ဆိုတဲ့ option ကိုလည်းကျွန်တော်တို့ဖွင့်လိုက်ပေါ့နော် okay အဲ့လိုပြီးသွားလို့ရှိရင်တော့ဒါရပြီဒါကျွန်တော်လက်တွေ့ဒါပြန်စမ်းပြမှာပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့တွေအပြင်ကိုထွက်လိုက်မယ်နော် okay အဲ့လိုထွက်ပြီးလို့ရှိရင်တော့မှန်ကိုနှစ်ချက်တောက်မှာပေါ့နော် okay တောက်ရင်ဒါပိတ်သွားပြီပေါ့နော်ပြီးလို့ရှိရင်တော့နှစ်ချက်ပြန်တောက်မယ်Okay ဒါပွင့်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနည်းနဲ့ကျွန်တော်လှုပ်လို့ရတာပေါ့နော်အရင်လဲလှုပ်ရတာလွယ်တယ်ဖုန်းတိုင်းလဲရတာပေါ့နော်ကျွန်တော်ပုံမှန်ဆိုရင်ခလုံးနဲ့ဖွင့်ပိတ်လှုပ်တာရိုးနေပြီပေါ့နော်ဒီလိုပုံစံနဲ့စမတ်ချတာသုံးလို့ရတာပေါ့နော်ကဲလို့နားမေးတာရှင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာလဲမေးနိုင်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လဲဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကို subscribe လုပ်ပေးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye